ပေးထားတဲ့ကျွန်တော် Devil D ပုံဒီနီပေါ့နော် Devil D နီအခြေခံလေးပြောပြပေးပါမယ်တီးပြီးသားဆရာများကြော်သွားပေးပါနော်ဒါလုံးဝအခြေခံပါပဲအခုမှစပြီးတော့ Devil D ဖို့အတွက်ကိုလေးလာမဲ့ညီငယ်ညီမငယ်တွေအတွက်လေးလာလို့တဲ့လူတွေအတွက်ကျွန်တော်ဒါမေးထားတာလေးမလို့ပြန်လဲမျှဝေပေးတာဖြစ်ပါတယ်နော်ဆရာလောက်တာမဟုတ်ပါဘူးလို့အခု Devil D ဖို့အတွက်ဆိုတော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ဒီ Devil ဆိုတဲ့အတွက်ပေါ့နော်ဘယ်ရောညာရောတီးရမယ်ကျွန်တော်ဆက်စားပြီးတော့ဒီမှာကျွန်တော်ညာခြေထောက်ကဒီမှာပေါ့နော်ညာဘက်ခြေထောက်ဟာဒီလိုတော့ပေါ့နော်ညာခြေထောက်ကကျွန်တော်တို့ဒီမဲ့ right left ဒီတီးရမယ့် note ပုံစံလေးကိုကျွန်တော်ပြပြမယ်တီးရမယ့် note ပုံစံဒီကျွန်တော်တပားမှာကျွန်တော်60 note နဲ့တီးရမှာပေါ့နော်ဆိုပါဆိုတော့ကျွန်တော်တို့က O နဲ့ပဲပြလိုက်မယ်နော်base drum ပေါ့base drum ဒါ60 note သူက60 note ကိုကျွန်တော်အနုတ်တန်ဖိုးတွေကျွန်တော်ရှင်းထားတာရှိတယ်ပေါ့နော်ဒါ base drum ရိုက်ချက်တွေပေါ့နော်60 note ဆိုတဲ့အတွက်သူကတပားမှာ16ချက်ရှိတယ်ပေါ့နော်ကျွန်တော်တို့ကအဲ့ဒါကိုပြည့်အောင်မှတ်လိုက်မယ်ဗျာနော်လွယ်ဆုံးကျွန်တော်လည်းဒါကျွန်တော်ခရီးသွားနေတာပါလမ်းမှာပြပေးတာနော်သူကဒူဆိုအကြနှစ်ချက်အကြွနှစ်ချက်ပေါ့နော်အကြမှာနှစ်ချက်ဒူဒါမှဒါသူက60 note ခေါ်တာပေါ့နော်ဒူကျွန်တော်ဒါကတော့အရှိခံအဖြစ်တော့တင်ငယ်ချင်းတွေတော်တော်များသိပြီးတော့တပားမှာ၄ပြီးရှိတယ်ဒီကနေပြီးတော့ဒီအထီကိုဒါတပားလို့ခေါ်တယ်ပေါ့နော်တပားမှာ1 2 3 4ဒါ1 2 3 4ကျွန်တော်တို့ဒါ1 2 3 4အတိုင်းရေးမယ်ဆိုရင်တော့ဒါကွာတာဖြစ်တယ်ပေါ့နော်ကွာတာပြီးတော့1 and 2 and 3 and 4 and ရေးမယ်ဆိုရင်အိမ်နှုတ်ဖြစ်တယ်1 and 2 and 3 and 4 and လေးရေးမယ်ဆိုရင်triplet ဖြစ်တယ်1 and 2 and 3 and 4 and ဆိုတော့ဒါ60 note ဖြစ်တယ်ပေါ့နော်အခုတီးရမယ့် bit drum ရိုက်ချက်ကျွန်တော်တို့ဒါများသောအားဖြင့်တချင်းတွေမှာတီးတာဥမာဗျာတတ်ထုမြစ်ဖျားတို့စားတဲ့ဖြင့်ပထမစုတို့ဘာတို့ပေါ့အလွယ်ဆုံးတချင်းတွေနီးစပ်ဆုံးတချင်းတွေပြောရမယ်ဆိုရင်တော့ဒီလိုတချင်းတွေမှာကျွန်တော်တို့တီးတဲ့ beating ကတော့အခုဒီလိုမျိုးတီးရမှာပေါ့နော်ဒီမှာ bit drum ရဲ့ရိုက်ချက်ကသူက60 note သွားနေမှာဒူအဲ့ဒီမှာကျွန်တော်တို့က snare ရဲ့ရိုက်ချက်ကဘယ်လိုရိုက်မလဲဆိုတော့ဒူထောက်ဒူပေါ့ဆိုတော့ဒီရဲ့2မှာသူကဒီမှာ snare ရိုက်ချက်ရှိမှာပေါ့နော်ဒီလိုရိုက်မယ်နော်ဒါ snare နဲ့ bit drum နဲ့ရိုက်ချက်ဒူထောက်ဒူပြီးလို့ရှိရင်ဒူကဒီတိုင်းပဲသွားမယ်4မှာ snare ရိုက်ဆိုတော့သူ့ရဲ့ရိုက်ချက်ဒီဘယ်လိုအတန်ဟို drum color ဖြစ်သွားမယ်ဆိုတော့ဘယ်လိုဆိုတော့ဒူထောက်ဒူထောက်ဒီ drum ကရိုက်ချက်ကဒူsnare ကထောက် snare ကကြတော့သူကဒီ2နဲ့4နဲ့မှရိုက်မယ်ပေါ့နော် hi hat ကျွန်တော် hi hat သို့မဟုတ်ကျွန်တော်တို့ ring ပေါ့နော်ညာဘက်လက်ကျွန်တော်တို့ဒီရိုက်ချက်ကကျွန်တော်တို့ဘယ်လိုရိုက်မလဲဆိုတော့ quarter ရိုက်ပါမယ်လို့နော် quarter ရိုက်မယ်ဒီမှာ hi hat ပုံစံလေး hi hat ဒီ quarter အတိုင်းရိုက်မယ်1 2 3 4 quarter အတိုင်းရိုက်မယ်ဒူထောက်ထောက်ကျွန်တော်တို့ရဲ့ညာဘက်လက်ရိုက်ချက်ဒီ1 2 3 4 quarter အတိုင်းရိုက်မယ်နော်1 2 3 4ဒူထောက်ထောက်နော်ညာဘက်လက်ကကြတော့ဒီ2နဲ့4မှာရိုက်မယ်ဒူထောက်ထောက်ဒီတိုင်းလေးကိုကျွန်တော်တို့ဒါအနှေးကျင့်သွားလိုက်ပါနော်အနှေးကျင့်သွားလိုက်လို့ရှိရင်မိတ်ဆွေတို့ဒါတဖြည်းနဲ့အမြန်တီးလို့ရသွားပါလိမ့်မယ်နော်တတိထားရမှာကျွန်တော်တို့ညာဘက်ခြေထောက်ကစပြီးတီးရမယ်ဒူထောက်ထောက်ဒီလိုမျိုးပေါ့နော်တဖြည်းဖြည်းမြန်သွားလို့ရကျွန်တော်လည်းဒါထိုင်ရတာလည်းလမ်းမှာထိုင်ရတာလည်းအဆင်မပြေပါဘူးအဆင်ပြေတဲ့ပုံစံလေးနဲ့တကယ်ချင်းတို့မျှဝေပေးတာဖြစ်တယ် bit drum ဒီ60 note သွားမယ်ကျွန်တော်တို့ snare ဒီဒါ2နဲ့4မှာတီးမယ်ပေါ့နော်ကျွန်တော် hi hat သို့မဟုတ် ring တီးမယ်ဆိုလို့ရှိရင်တော့ဒီမှာ4ချက်အတိုင်း quarter တီးပါမယ်လို့เนาะတကယ်ချင်းတွေအားလုံးအဆင်ပြေကြပါစေโอเคနောက်မှဆုံးမယ်เนาะတီးချင်တာရှိရင်မေးထားလို့ရပါတယ်ကျွန်တော်လည်းဆရာကြီးတော့မဟုတ်ဘူးဒါပဲနဲ့တကယ်ချင်းတွေကိုလေးစားလို့ကျွန်တော်စပြီးတော့လေးလာတဲ့လူတွေလေးစားလို့ကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်ဆရာမကြော်သားပေးပါเนาะအားလုံးတက်တည်နားနေတဲ့လူတွေကိုလေးစားဥခိုင်နေရပါကျွန်တော် drama စိန်ပါ